24 ရက်9 လ 2025 ခုနှစ်မိခင်ကြီးတော်အောင်တန်တာ3 နှစ်ပြည့်ရည်စုပြီးတော့မမိုးမိသားစုဘောဓိသစ္စာသင်္ကန်းတိုက်မိုးစံပန်းမိသားစုတန်လျင်စွမ်းမြတ်ဆက်ကလှူဒန်းပြီးတော့ဝါစုသင်္ကန်းမြတ်ဆက်ကလှူဒန်းပြီးတော့ကုသိုလ်ကောင်းမှုများပြုလုပ်ပြီးတော့မိခင်ကြီးကိုအမြတ်တမ်းပေးဝေမယ်ပေါ့နော်ပြီးတော့တခြားသောဝါစုသင်္ကန်းကတ်ကြတဲ့တရားဓမ္မတွေဘကိုးကပရိုနိုင်တောက်ရည်တန်မိသားစုတဲ့ကဲတိုက်ဆိုင်စုပြီးတော့တရားနာရတယ်လို့အောက်မေ့နော်ဘုံပါဠိကိုခြေခံပြီးတော့ပြောရင်တော့ဆိုတော့ဣတိယပါဠိတော်မှာတက္ကာရသုတ်တံဆိုပြီးတော့ဒေသနာလေးတစ်ပုဒ်မှတ်တမ်းတင်ထားတာရှိတယ်အဲ့ဒီဒေသနာလေးကိုအခြေခံပြီးတော့ဒီကနေ့တရားဒေသနာတစ်ပုဒ်နာယူကြည်ညိုကြမယ်ပေါ့နော်မြတ်စွာဘုရားရဲ့လို့လောကမှာထင်ရှားပွင့်လာတဲ့အခါမှာဘုရားဖြစ်ပြီးကစားဘုရားမပွင့်ခင်ရှေးဖို့မှာရှိနေနှစ်နဲ့သာသနာပြင်ပအယူဆရှိကြတဲ့ဒိဋ္ဌိတွေတက္ကရွန်တွေအဲ့ဓာတွေဟာလက်လာပါအတော်နည်းသွားတယ်လို့ဆိုတယ်။နေထွက်လာတဲ့အချိန်မှာပိုးစုံကျူးလေးတွေဟာအယောင်မထွက်နိုင်တော့သလိုမျိုးလို့စာရဲကတော့အလိုလေးဥမာပေး။အဲ့ဒီတော့အယူဝါဒမတူကြတဲ့ဒိဋ္ဌိတွေတက္ကရွန်တွေကယဟန်တန်ဃာတွေနဲ့တွေ့လို့ရှိရင်ဆဲရေးကြတယ်ရေရွတ်ကြတယ်ချင်းချောက်ကြတယ်ကြိမ်မောင်းကြတယ်အဲ့ဒါတနေ့တော့အဲ့ဒါလို့ဆဲရေးကြိမ်မောင်းတာကိုခံခဲ့ရတဲ့ယဟန်တန်ဃာတွေဘာမှသူတို့မတုံ့ပြန်ခဲ့ကြဘဲနဲ့မြတ်စွာဘုရားကြီးရောက်တဲ့အခါမှာအဲ့ဒီသူတို့မနေ့ခင်းကတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုမြတ်စွာဘုရားကိုရှောက်အဲ့ဒါလို့ဒိဋ္ဌိတက္ကရွန်တွေရဲ့ဆဲရေးတာကြိမ်မောင်းတာကိုခံခဲ့ရတယ်လို့ရှောက်တော့မြတ်စွာဘုရားကဘာမှချိုးတဲ့ချင်းနဲ့မပြောဘူးနော်ဒါဖြစ်တဲ့နဲ့မဖြစ်တဲ့မှုဒီလိုလည်းမပြောဘူးဥဒန်းဂါထာတစ်ပုဒ်ကျူးရင်တဲ့ဥဒန်းဆိုတာကစိတ်ထဲမှာပြောကျင်နေတဲ့အယူအဆတစ်ခုစိတ်ထဲမှာမဆွတ်တော့လို့နှုတ်ကအလိုလိုရှမ်းထွက်လာတဲ့စကားမျိုးကိုဥဒန်းစကားလို့ခေါ်တယ်နော်အဲ့ဒီဥဒန်းဂါထာလေးကတော်တော်လေးစဉ်းစားစရာကောင်းတယ်အဲ့ဒီဒေသနာလေးကိုခက်ငယ်ငယ်တွေကစပြီးတော့ဖတ်ဖူးတော့အဲ့ဒီဒေသနာလေးကပေးတဲ့အတွေးအမြင်နဲ့အချိန်တော်တော်များများအထူးသဖြင့်အခက်အခဲအကျက်တဲနဲ့တွေ့လာပြီဆိုရင်အဲ့ဒီဒေသနာလေးကိုအမှတ်ရမိတယ်ဂါမိအရင်ကြီးဒုက္ခဒုက္ခဖို့တော့နေဝတ္တထောနောပရတောတဟိထရွာမှာပဲနေတောမှာပဲနေဆိုလိုတာကဘယ်နာမှာပဲနေပေါ့ဒုက္ခဒုက္ခဖို့တော့တဲ့ဆင်းရဲခြင်းချမ်းသာခြင်းနဲ့တွေ့လာလို့ရှိရင်အစဉ်ပြေတာတွေအစဉ်မပြေတာတွေဘာပဲဖြစ်ဖြစ်တွေ့လာခဲ့လို့ရှိရင်နေဝတ္တထောနောပရတောတဟိထအဲ့ဒါငါကြောင့်ဖြစ်တာအဲ့ဒါဟာသူ့ကြောင့်ဖြစ်တာလို့စိတ်ထဲမှာအလွန်မင်းကြီးအစွဲမထားပါနဲ့တဲ့ပြောပုံလေးသေချာမှတ်ပါနော်ရွာမှာပဲနေတောမှာပဲနေဘယ်နာလေးမှာပဲနေအစဉ်ပြေခြင်းအစဉ်မပြေခြင်းဆင်းရဲခြင်းချမ်းသာခြင်းတစုံတရာဖြစ်လာပြီးတွေ့လာပြီးဆိုလို့ရှိရင်အဲ့ဒါတွေဟာငါကြောင့်ဖြစ်တာသူ့ကြောင့်ဖြစ်တာလို့အလွန်မင်းကြီးအစွဲမထားပါနဲ့တဲ့တကယ်စင်စစ်အဲ့ဒီဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေဟာခန္ဓာ၅ပါးလို့ဆိုတဲ့ဥပရိတရားကိုအမိပြုတ်ပြီးတော့အစွဲပြုတ်ပြီးတော့ဖြစ်နေကြတာတကယ်လို့ဘဝခန္ဓာသာဖြစ်မနေဘူးဆိုလို့ရှိရင်အဲ့ဒီဆင်းရဲခြင်းချမ်းသာခြင်းတွေဟာဘယ်မှာလာပြီးတော့တွေးထိနိုင်မှာမလို့တဲ့နားလဲလားမသိဘူးနည်းနည်းလေးရှင်းပြမယ်နော်ဘဝမှာဘယ်နာလေးမှာပဲနေဆင်းရဲခြင်းချမ်းသာခြင်းဆိုတဲ့အစဉ်ပြေမှုမပြေမှုတွေဟာတွေ့ရအဲ့ဒါလိုတွေ့လာပြီဆိုလို့ရှိရင်ဒါဟာငါကြောင့်ဒါဟာသူ့ကြောင့်လို့သိပြီးတော့အစွဲကြီးမထားပါနဲ့တဲ့ဘဝဆိုတာဖြစ်နေတဲ့အတွက်ကြောင့်ဆင်းရဲခြင်းချမ်းသာခြင်းဆိုတာတွေ့ရတာတကယ်လို့ဘဝဖြစ်မနေဘူးဆိုလို့ရှိရင်ဆင်းရဲခြင်းချမ်းသာခြင်းဟာဘယ်လိုလုပ်ပြီးတော့တွေ့ရမှာတော့တဲ့
အဲ့တော့ဘာပြောချင်တာတော့မြတ်စွာဘုရားကအစဉ်ပြေတာတွေပဲဖြစ်ဖြစ်အစဉ်မပြေတာတွေပဲဖြစ်ဖြစ်ဒါဟာဘဝပေါ်မှာအမိပြုပြီးတော့ဖြစ်နေတာဘဝလာဖြစ်မနေဘူးဆိုရင်အစဉ်ပြေတာလည်းတွေ့တဲ့အကြောင်းမရှိဘူးအစဉ်မပြေတာလည်းတွေ့စရာအကြောင်းမရှိဘူးလို့ပြောချင်တာအထူးသဖြင့်ဘုန်းတို့စိတ်တိုင်းမကြတဲ့အကိစ္စတွေဆင်းရဲဒုက္ခတွေတွေ့လာပြီးကြုံလာပြီးဆိုလို့ရှိရင်ဒီဒေသနာလေးကိုတွေးမိတဲ့နဲ့ပေါ့နော်တကယ်အဓိကကြတဲ့ဆင်းရဲခြင်းရဲ့အဓိကကြတဲ့အကြောင်းတရားကဘဝဖြစ်နေလို့ပဲဟုတ်လားဘဝမချုပ်သမျှဆင်းရဲမချုပ်ဘူးဘဝဖြစ်နေသေးသမျှဆင်းရဲဖြစ်နေအောင်ပါဘဝနဲ့ဆင်းရဲဆိုတာတကယ်တမ်းကကွဲလို့ရတဲ့အရာမဟုတ်ဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကတရားဓမ္မတွေတချို့ဆိုနေတိုင်းတောင်ရွတ်နေမယ်လို့ထင်ပါတယ်ပရိစ္ဆေသမုပ္ပါအနုလောမဒေသနာအဝိဇ္ဇာပစ္စယသင်္ခါရအစချီပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေသနာတတ္တဝါတွေရဲ့ဖြစ်စဉ်တနည်းအားဖြင့်ယုံနံတွေဟာဘလို့ကြောင်းကျိုးဆက်ပြီးတော့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုမြတ်စွာဘုရားအကျဉ်းမြင်လေးရှင်းပြထားတဲ့ဒေသနာပေါ့နော်အဲ့ဒီဒေသနာရဲ့အဆုံးမှာဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတမ္မောတိရရနော်ဇာတိပစ္စယမွေးဖွားလာခြင်းတည်းဟူသောအကြောင်းကြောင့်ဘာတွေဆက်ဖြစ်မှာတော့ဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတတရား9မျိုးဆက်ဖြစ်လိမ့်မယ်ဇာတိပစ္စယဇရာတဲ့ဇရာဆိုတာမပြောရတော့အိုဟောင်းတဲ့သဘောဆွေးမြေ့သွားတဲ့သဘောဖြစ်လာတဲ့ဟာလေးကိုကအိုရမယ်ဟောင်းရမယ်ဟာလေးတနည်းအားဖြင့်အိုတက်ဟောင်းတက်ဆွေးမြေ့တဲ့အရာလေးစဖြစ်တဲ့ကွာဆိုသူကအိုခြင်းဟောင်းခြင်းနဲ့သွားတာဟုတ်လားပြီးတော့ဘာဖြစ်တော့ဆိုတော့မရဏပျက်စီးသွားတယ်ပျက်စီးတတ်တဲ့အရာလေးပျက်စီးမဲ့အရာလေးမုတ်ချပြက်ကိုပြက်မဲ့အရာလေးမို့သူကပြက်ရတာနော်ဒီနေရာမှာဒေသနာကိုလေးလေးနက်နက်သဘောပေါက်အောင်စဉ်းစားသိခြင်းနဲ့သေတာကိုမြတ်စွာဘုရားကဘာကြောင့်သေတာလို့အဓိကကြတဲ့အကြောင်းတရားကိုရှားပြတာတော့ဇာတိမွေးဖွားလာခဲ့လို့သေရတာတနည်းအားဖြင့်သေရမယ့်ဟာလေးမို့သေရတာခုဘုန်းတော်ကလူတယောက်သေပြီဆိုရင်မေးလိုက်ပါလားမြတ်စွာဘုရားကြိုက်တဲ့အဖြေကိုယူမှမဖြေတတ်ဘူးအလို့သေတာတော့လို့မေးရင်ကင်ဆာဖြစ်လို့ဘာယောဂဖြစ်လို့ညာယောဂဖြစ်လို့အသက်ကြီးလို့အစရှိသဖြင့်အပေါ်ယံအကြောင်းတရားတွေကိုပဲသေခြင်းရဲ့အကြောင်းတရားလို့ထင်ပြီးတော့ဖြေနေကြတာယောဂဖြစ်လို့သေတယ်ဆိုတော့ယောဂမဖြစ်တော့မသေတော့မယ့်အတိုင်းပြောတယ်နော်ယောဂမဖြစ်လဲသေတာပါပဲဟုတ်လားကင်ဆာဖြစ်လို့သေရတယ်ဆိုတော့ကင်ဆာမဖြစ်ရင်ဟောမသေဘူးလားသေတာပဲဟုတ်လားအဲ့တော့ဘယ်ဖြေကလေးလေးနက်နက်မှန်နေတယ်လဲဆိုရင်သေမဲ့ဟာလေးဖြစ်လာလို့သေတာသေမဲ့ဟာလေးမို့သေတာသေကိုသေရမှာဟုတ်ပြီနော်အဲ့တော့မွေးဖွားလာတဲ့အတွက်ကြောင့်ဘုန်းဘုန်းတို့အိုဟောင်းရတယ်ပြီးတော့ပျက်စီးရတယ်မပျက်စီးသေးခင်မှာဘာတွေတွေ့ရအောင်မှာဘာတွေကြုံရအောင်မှာတော့ဘာတွေဖြစ်ရအောင်မှာတော့ဘယ်သူမျက်နာမှမငဲ့ဘူးနော်ဒီဥစ္စာကအားလုံးဆက်ပြီးတော့သေချာပေါက်ဖြစ်ကိုဖြစ်မဲ့အရာကိုမြတ်စွာဘုရားဟောတာဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတဥပါယတဟုတ်လားတောကဆိုတဲ့စိုးရိမ်တာဘာမှဖြစ်မှာတော့ဖြစ်မှာဖြစ်ပါမလားကိုမဖြစ်ချင်တာတွေဖြစ်မှာစိုးရိမ်တယ်ကိုဖြစ်ချင်တာတွေမဖြစ်မှာစိုးရိမ်တယ်အဲ့ဒီစိုးရိမ်မှုဟာဘာကြောင့်ဖြစ်တာလို့မြတ်စွာဘုရားဟောတော့ဒီဒေသနာမှာဇာတိကြောင့်ဖြစ်တာလို့ဟောတာနော်ခုနတုန်းကဒေသနာလေးကိုအားကောင်းဘုံဘုံကတတ်သိအထောက်ထားဒေသနာအထောက်ထားလေးထပ်ပြတာဟုတ်လားပြောရင်တာကတိတ်မများဘူးလူဖြစ်လာလို့လူဒုက္ခတွေခံရတာလို့ဒီလိုနားလေသိခြင်းတာအစင်မပြေတာတွေကြုံလာပြီးဒုက္ခတွေဖြစ်လာပြီးဆိုရင်ဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညာကြောင့်ဆိုတဲ့အမြင်ထက်ဩငါလူဖြစ်လာလို့လူဒုက္ခခံရတာပါလားလို့အဲ့လိုမြင်စေခြင်းတာဘဝဖြစ်လာလို့ဘဝဒုက္ခခံရတာပါလားလို့မြင်စေခြင်းတာဟုတ်လားအခုတလောကမန္တလေးမှာငလင်ကြီးအကြီးကျယ်လှုပ်တယ်တချို့ကမညာမတာကတ်ဆေးတာလို့တောင်ပြောကြတယ်နော်
ရုပ်မာတဲ့ပုံကိုယ်တွေတေကြတယ်ပေါ့ဆိုရင်တာကဟိုမဲ့တေလဲတေပေးရတယ်လူရုပ်မာသိရင်လည်းပဲအတက်ခံတယ်ဘလောက်များရက်စက်ရရောက်တုံပြောတာနော်မစင်မချင်းဘယ်ဟာကမှမဆေးပါဘူးဟုတ်လားငလင်ဘာလို့လှုပ်တာတော့လှုပ်တတ်တဲ့မြေကြီးပေါ်နေလို့လှုပ်တာပေါ့လှုပ်တတ်တဲ့မြေကြီးမို့လှုပ်တာနော်ဘာလို့လူတွေကနာကျင်ခံခတ်မှုတွေဖြစ်ပြီးတော့သေကြအောင်ဆိုတော့နာတတ်တဲ့အရာမို့နာရတာသေတတ်တဲ့အရာမို့သေရတာသူများကိုလှုပ်ခဲလို့ဖြစ်တာဆိုရင်ဘဝအရင်ဘဝငလင်ကြီးလှုပ်အောင်လှုပ်ခဲလို့လားအဲ့လိုမင်းအဲ့ဒါခွာကြတော့မှာနော်ဟုတ်လားဒါကြောင့်အရာရာရှိအတိတ်ကံကြောင့်ကြီးရှေးကသူများပေါ်မကောင်းခဲ့လို့ငါမကောင်းတာတွေတွေ့ရတာလို့အရာရာကိုအဲ့လိုကြီးမတွေးရဘူးမမြင်ရဘူးနော်အရာရာအဲ့လိုမြင်လို့ရှိရင်အဲ့ဒါပုဗ္ဗေကတဟေတုဒိဋ္ဌိဖြစ်တတ်တယ်ဘုန်းတော်ဘဝမှာဖြစ်နေတဲ့အစဉ်ပြေခြင်းမပြေခြင်းတွေဟာအတိတ်ကကိုပြုတ်ခဲ့တဲ့ကံတရားပေါ်ကြီးမူတည်တာမဟုတ်ဘူးဟုတ်လားယောဂဖြစ်ခြင်းအကြောင်းရှိမျိုးဆိုဘုရားဟောထားတယ်မှာအတိတ်ကံတစ်မျိုးပဲပါတယ်ပြစ္ဆုတ်ပံအဲ့ဒါကိုအနေအထိုင်မတက်လို့အစားအသောက်မတက်လို့အတွေးခေါ်မတက်လို့အပေါင်းအသင်းမတက်လို့ဟုတ်လားဖြစ်တာနော်အရာရာအတိတ်ကံကြောင့်ကြီးဖြစ်တာမဟုတ်ဘူးဟုတ်လားအဲ့တော့ဘုံဘုံပြောရင်တာကဘဝဖြစ်လာရင်အစင်မပြေမှုတွေဒုက္ခတွေဟာဖယ်ထားလို့မရဘူးတခါတည်းတွဲပြီးတော့ပါမှာဘယ်သူမှလွတ်ငြိမ်းချမ်းသာခွင့်မရှိဘူးဘဝရဲ့ပုံမှာအဲ့လိုမြင်လို့ရှိရင်ဘဝကလွတ်မြောက်လို့စိတ်ဖြစ်ပေါ်နိုင်ကောင်းတယ်ပေါ့အဲ့ဒီရည်ရွယ်ချက်နဲ့ပြောနေတာအဲ့ဒီရည်ရွယ်ချက်နဲ့ပြောနေတာနော်ဒီမှာမြတ်စွာဘုရားဟောတာလေဇာတိပစ္စယဇရာမရဏဟုတ်လားအိုရလိမ့်မယ်ဟောရလိမ့်မယ်ပြီးရင်ပြည့်ရလိမ့်မယ်ဘလောက်တိကြတော့မြတ်စွာဘုရားဗျာတိတောင်ထဲဟောမထားဘူးနော်အော်ဟေ့ညီးညူနေရတဲ့ယောဂတချို့ကကံကောင်းလို့ရင်ဖြစ်ဘူးဟုတ်တယ်သိလားဖြစ်ဘူးနော်တချို့ဟုတ်လားဒါပြီးရှားပါတယ်ဟုတ်လားအိုရတယ်ဟောင်းရတယ်ပြည့်ရတယ်ဆိုတာတော့မဖြစ်တဲ့လူရဲ့လို့မရှိဘူး။ကဲလူရဲ့လို့ဖြစ်လာပြီဆိုရင်မစိုးရင်ရတဲ့လူလို့ရှိသလား။ဒါကြောင့်တောကလို့ဆက်ဟောတာနော်။ပြီးတော့ဗာဟောတော့ပရိဒေဝတဲ့ပရိဒေဝဆိုတာငိုတာ။အဖြစ်ချင်တာတွေကဖြစ်ပြီးဖြစ်ချင်တာတွေကမဖြစ်တော့ဘူးဆိုတော့စိုးရင်ယုံနေမကတော့ဘူး။သူဟာကြံရမရတခါတည်းဝါကနေငိုချလိုက်တယ်။အရှုံးပေးလိုက်တော့လက်မြောက်လိုက်တော့တာဗောနော်။ငိုကြွေးမြေတန်းဘာအကျိုးထူးရှိတယ်လဲဆိုတော့ဘာအကျိုးထူးမှတော့မရှိဘူးဟုတ်လားနော်အရှုံးသမားလို့ပေါ်လွင်ထင်ရှားတော့တာပဲရှိဟုတ်တယ်မဟုတ်လားသူများအထင်သေးတာပဲရှိတွေ့ကြုံနေရတဲ့လောကရန်တရားကိုအပြုံးမပြတ်တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နိုင်တဲ့လူနဲ့ငိုကြွေးနေတဲ့လူဘယ်သူ့ကိုထင်ကြည့်တော့တည်တည်ငြိမ်ငြိမ်ရင်ဆိုင်နေတဲ့လူထင်ကြည့်တာပေါ့ငိုနေတဲ့လူတနာစရာဟုတ်လားအဲသူများတနာစရာကြီးဖြစ်ရတယ်မဘာလို့မလို့ဒါပေမဲ့ဘုန်းဘုန်းတို့မှာပျက်စီးမဲ့အရာတွေရဲ့ပုံမှာမမောမှုကမကင်းကြသေးတဲ့အတွက်ကြောင့်ကိုမမောထားတဲ့အရာပျက်စီးပြီဟေ့ဆိုတာနဲ့ငိုကြပြီငိုကြွေးတတ်တဲ့သဘာဝကိုမပယ်နိုင်သေးတဲ့အတွက်ကြောင့်မလုပ်ကြပြီတော့ငိုရပြီဒါကြောင့်မြတ်စွာဘုရားလူရလို့ဖြစ်လာရင်မင်းတို့စိုးရင်နေမကောင်းငိုကိုငိုရအောင်ပါဟုတ်လားငိုကိုငိုရအောင်ပါနော်အဲ့ဒါဘုံဘုံကဒီအကြောင်းလေးပြောတော့ရုပ်တရက်ဘာသွားအမှတ်ရတော့ဆိုတော့ဘုံနာနေတဲ့ဦးစင်းလေးအမြဲပြောနေတဲ့ပုံလေးတစ်ပုဒ်ရှိတယ်အဲ့ဒါသူကအလှူပေးတဲ့အခါကျတော့ဇက်ပွဲငှားတာနော်ဇက်ပွဲကြီးငှားဇက်ပွဲကသူကအလှူပြီးမှကျွတ်တို့စီကဒီနေ့အလှူပြီးပြီဆိုတော့ဒီနေ့ညနဲ့နောက်ညနှစ်ညကကြတာပေါ့အဲ့ဒါအလှူပြီးတော့ဇက်ပွဲကြီးကလည်းကားတော့မယ်အလှူစင်းရင်လည်းချုပ်လိုက်တဲ့အခါကျတော့ကုငွေရလည်းထင်တယ်လို့မရကျွေးတွေကတင်ဆက်เสียကတိတ်မရှိအဲ့ဒါနဲ့ဒီဇက်ပွဲကိုရှင်းเสียပတ်စံမရှိဘူးဇက်ပွဲစင်ရန်လောက်တက်ပြီးတော့ငှားလာတာ哦အဲ့ဒါညကြတော့ဇက်ကြီးကနော်ပြက်ဆက်ပြီးပြီဆိုတော့လည်းခင်လင်းကနေကြတော့ဘာကတော့ဇက်ထုတ်ကြီးကတော့နော်ဇက်ထုတ်ဆိုတာတော့ကြမ်းဖန်ပြီးတော့ဘယ်လိုကြတော့ငိုကြတာပေါ့အဲ့တော့မင်းသားအတန်ကောင်းကောင်းနဲ့အတင်းငိုတယ်ဟုတ်လားအဲ့ဒါကိုကြည့်ပြီးတော့အလှတကငိုဟဲ့မင်းမနဲ့လင်းရင်ဓာတ်ထပ်ပိုးပြီးတော့ငိုရအောင်မှာလို့ပြောတယ်သိလားသူပေးတယ်ပတ်စံမရှိတော့ဘူးလေဟုတ်လားအဲ့ဒါတော့ငိုဟဲ့မင်းမနဲ့လင်းရင်ဓာတ်ထပ်ပိုးငိုရအောင်မှာအဲ့ဒါဘုံဘုံကအဲ့ဒီပုံလေးကိုကြားရစပြီးတော့စိတ်ညစ်တဲ့လူတွေတွေ့ရင်အဲ့ဒီစကားကအဲ့ဒါခေါင်းထဲရောက်လာတယ်တိတ်တော့မကောင်းတတ်ဘူးနဲ့တူတယ်နော်ငိုဟဲ့နင်းပြီးရင်ဓာတ်ထပ်ငိုရအောင်မှာပြီးရင်ဆိုတော့ပြောတာတော့သေရင်ငိုရမှာ
ခန္ဓာရင်ရှိအောင်ဘာမှထိထိရောက်ရောက်ပြင်ဆင်မထားဘူးဆိုတာထင်ရှားတယ်နော်မပြောပလောက်တဲ့ပျက်စီးခြင်းကိုတောင်ငိုကြွေးခြင်းနဲ့တုံ့ပြန်နေတတ်တဲ့လူတစ်ယောက်ဟာအလုံးစုံပျက်စီးခြင်းလို့ဆိုတဲ့သေခြင်းတရားနဲ့တွေ့လာတဲ့အချိန်မှာဘလို့လုပ်ပြီးတော့သူတည်တည်ငြိမ်ငြိမ်ရှိနိုင်မှာတော့နော်ဟိုနေ့ကဒကမာကြီးတယောက်ကပြောတယ်တပည့်တော်သေမှာမကြောက်ပါဘူးတဲ့စင်းစင်းသားသားပြောပါဒကမာကြီးရဲ့လို့ဒကမာကြီးကသေခြင်းနဲ့နှစ်ဖူးတွေ့တူတွေမတွေ့ဘူးသေးလို့နေမှာပါလို့ဟုတ်လားတချို့ကထင်နေကြတာလေကိုမကြောက်တော့ဘူးလို့ထင်နေကြတာအများစုကတော့ကြောက်ပါတယ်မြတ်စွာဘုရားလည်းဟောထားတာပဲတပ်ပေဘာယန္တိမစ္ဆုနောတပ်ပေဆိုတဲ့စကားလုံးနဲ့တော့ဟောတာနော်တတ္တဝါအလုံးစုံဟာဗါတဲ့တော့သေခြင်းကိုကြောက်တယ်တဲ့ဟုတ်လားတကယ်နှစ်ဖူးတွေ့တူတွေတွေ့ပြီဆိုရင်တော့အများစုကကြောက်ကြတာပဲကာမပေါ်မှာမမုန်းမှုမကင်းတဲ့လူဘဝပေါ်မှာမမုန်းမှုမကင်းတဲ့လူကုလိုနေပြီးတော့အကုလိုများတဲ့လူသူတော်ကောင်းတရားရဲ့ပေါ်မှာတန်တရားမကင်းတဲ့လူဒီ၄ယောက်ဟာတရားမှာကြောက်ကိုကြောက်လိုက်မယ်လို့ဘုရားဟောတယ်အဲ့ဒီဒေသနာစစ်တမ်းနဲ့စစ်ကြည့်မယ်ဆိုလို့ရှိရင်တရားမှာကြောက်မဲ့လူတွေကြီးပဲဆိုတာအဖြေပေါ်လာတယ်ဟုတ်တယ်မို့လားကာမပေါ်မှာမမုန်းမှုကင်းလားကင်းမှုအာယုံလေးတွေမှာမဲ့နေရှိတယ်ဟုတ်လားဘဝပေါ်မှာမမုန်းမှုကင်းလားပိုးတောင်မကင်းဘူးဟုတ်လားဒီနှစ်ချက်နဲ့ကိုပဲတရားမှာကြောက်လိုက်မယ်ဆိုတာထင်ရှားတယ်ဟုတ်လားတကယ်လို့ကိုကကုသိုလ်တွေများမယ်သို့မဟုတ်သူတော်ကောင်းတရားရဲ့ပုံမှာတန်တရားကင်းအောင်ကျင့်ထားမယ်ဆိုရင်တော့လည်းပဲတမျိုးတစ်ဖုံအဖြေထွက်မယ်ပေါ့နော်အဲ့တော့ပြောရင်တာပါတော့စိုးရင်ရလိမ့်မယ်ငိုရလိမ့်မယ်ဘဝရဲ့လို့ရလာပြီဆိုလို့ရှိရင်စိုးရင်တရားတွေတွေ့လို့စိုးရင်ရပြီငိုစရာတွေတွေ့လို့ငိုရပြီဆိုရင်ဒါဘယ်သူကြောင့်ဘဝကြောင့်ဘာကြောင့်ညကြောင့်ဆိုတဲ့အမြင်ထက်ငါလူဘဝကြီးရလာလို့ကိုစိုးရင်ရတာပါလားငိုရတာပါလားလို့အမှန်ကိုလေးလေးနက်နက်မြင်စေခြင်းလို့ဒီအကြောင်းအရာလေးတွေကိုပြောပြတယ်နော်တောကပရိဒေဝပြီးတော့ပါတယ်ဒုက္ခဒေါမနတဥပါယတာနော်ဒုက္ခဆိုတာကိုယ်ဆင်းရဲတာဒေါမနတဆိုတာစိတ်ဆင်းရဲတာဥပါယတာဆိုတာပြင်းစွာပင်ပန်းတာတချို့သတိမေ့သွားတက်သွားတယ်ခြေမတွေပါတွေလှမ်းချိုးနှာတွေပါတွေနှက်ဟုတ်လားတောကပရိဒေဝအာကြီးလုံးတဲ့အခါကျတော့စိတ်ကအယံပင်ပန်းသွားတဲ့အခါတတိပါမဖြစ်သွားတော့မေ့သွားတာအဲ့ဒီလောက်ကြီးမားတဲ့အပူတွေဒုက္ခတွေဆင်းရဲတွေဘာကြောင့်ဖြစ်တယ်လို့မြတ်စွာဘုရားဟောတာတော့ဇာတိကြောင့်ဖြစ်တာတဲ့ဟုတ်လားဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတံဘောတိဧဝမေတ္တကိယောလတဒုက္ခခန္ဓာတမှုတွေရောဟောတိတဲ့နောက်ဆုံးချုပ်ပြလိုက်တယ်နော်တကယ်စဉ်းစားကြည့်မယ်ဉာဏ်နဲ့မြင်ကြည့်မယ်ဆိုရင်ဒီရုပ်တည်နေစဉ်ဆက်မပြတ်ဖြစ်နေတယ်ဆိုတာဘာချမ်းသာမှမရောရှက်တဲ့တသက်ဆင်းရဲဒုက္ခရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့ဧဝမေတ္တကေဝလတကေဝလဆိုတာတသက်ဘာမှမရောဘူးသီးသန့်လို့ပြောနေတာဘာသီးသန့်လဲဒုက္ခခန္ဓာတဒုက္ခဆိုတာဆင်းရဲခန္ဓာဆိုတာအစုအဝေးဆင်းရဲအစုအဝေးကြီးတသက်ဖြစ်နေခြင်းပဲတဲ့ဘဝဖြစ်နေတယ်ဆိုတာတော့ကျုပ်တို့ကမမြင်ဘူးနော်မြတ်စွာဘုရားကတော့ဘယ်လောက်ထိမြင်ပြတော့မြင်ရတာလဲဆင်းရဲတယ်ကြားရတာလဲဆင်းရဲတယ်နမ်းရှူရတာလဲဆင်းရဲတယ်စားတောက်ရတာလဲဆင်းရဲတယ်တွေးထီရတာလဲဆင်းရဲတယ်တွေးကြံရတာလဲဆင်းရဲတယ်ဟုတ်လားလမ်းစုံလမ်းကွာလမ်းလေးကွာမှာကောက်လိုင်းတုံကြီးတထုံချထားတယ်အဲ့ဒါလူ6ယောက်ကတယောက်လင်တဘိုးတစ်ချောင်းစီကင်ပြီးတော့အဲ့ဒီကောက်လိုင်းတုံကြီးကိုလာပြီးတော့ရိုက်ကြတယ်တဲ့ကျုပ်တို့အညာစီမှာနော်ရိုက်ဖတ်တုံးလို့ခေါ်တာပေါ့လေနော်ကောက်လိုင်းတုံးကိုစပားချွေပြီးလို့ရှင်တပစီလေးတွေမြန်နည်းနည်းမြန်ကြံနေအောင်မလားဆိုပြီးတော့ထဘိုးကြီးနဲ့ရိုက်တာရှိတယ်အဲ့ဒါဘုံဘုံငယ်ငယ်တော့ကအဲ့ဒါတွေကိုနည်းနည်းတောင်လှုပ်ခဲ့ရသေးတယ်ဟုတ်လားအခုလည်းပဲလူ6ယောက်ကထဘိုး1ယောက်တစ်ချောင်းကင်ပြီးတော့လမ်းစုံလမ်းကွာလမ်းလေးကွာမှာရှိတဲ့ကောက်လိုင်းတုံးကို1ယောက်တကယ်လေးရိုက်တယ်အဲ့ဒီကောက်လိုင်းတုံးကဖုတ်ဖုတ်ကြေနေပြီနော်လူ6ယောက်1ယောက်တကယ်လေးရိုက်နေမှာတော့မကြည်ခံနိုင်ရိုးလားဟုတ်လားအဲ့ဒါကို9ယောက်မြောက်လူ1ယောက်က9ချောင်းမြောက်တဘိုးကင်ပြီးတော့နောက်ထပ်ပြီးတော့ရိုက်ပြန်နေတယ်ဒီကောက်လိုင်းတုံးကအတိုင်းထက်အလွန်ကြည်မွပျက်စီးရတယ်ဒါဘုရားပေးတဲ့ဥပမာပါနော်အဲ့ဒါလူဘဝဆိုတာအဲ့ဒီကောက်လိုင်းတုံးနဲ့အတူတူပဲတဲ့ဘဝဆိုတာကောက်လိုင်းတုံးလေးပဲနော်လူ6ယောက်ကတဘိုး1ယောက်တစ်ချောင်းကင်ပြီးတော့လာရိုက်တယ်ဆိုတာအာယုံ6ပါးကိုပြောတာအာယုံ6ပါးကျွတ်တို့လာရိုက်နေတာအဲ့ဒါမြင်ရတယ်ဆိုတာအရိုက်ခံရတာ
နာကျင်တယ်မျက်လုံးလေးတွေကအဲ့ဒါကြားတော့ပျက်စီးရောဟုတ်လားကြားရတယ်ဆိုတာအရိုက်ခံရတာအနတ်ရတယ်ဆိုတာအရိုက်ခံရတာအရသာကိုသိရတယ်ဆိုတာအရိုက်ခံရတာအတွေ့ထိရတယ်ဆိုတာအရိုက်ခံရတာအတွေးကြံနေဖြစ်နေတယ်ဆိုတာအရိုက်ခံရတာတဲ့ကျွတ်တော့အဲ့ဒီဒေသနာအဲ့လောက်လေးနေတဲ့ဒေသနာဘလို့နားလည်နိုင်မလို့ဘုံဘုံမြင်နားမလည်သေးဘူးအဲ့ဒါတရားအထုတ်မှပြီးဝနားလည်မှာနော်ဩမြင်နေရတာဆင်းရဲတယ်ဖြစ်နေရတာကွာဆင်းရဲတယ်လို့သိဖို့ဆိုတာကဒီဝိပဿနာတရားယုံနာရဲ့အပေါ်မှာတတိနဲ့တတိချာချာစူးစိုက်ပြီးတော့ဆွဆွဲမြဲမြဲကြည့်မှဒီဖြစ်စဉ်ကြီးကအကောင်းမဟုတ်ပါလားဆိုတာကိုရိပ်မိနိုင်တာနော်ဒါကြောင့်ဒေသနာတွေကဒီဘာဝနာတရားကိုလေ့ကျင့်ခြင်းမရှိဘဲနဲ့တချို့ဒေသနာတွေကနားမလည်နိုင်ဘူးဘာဝနာတရားပွားများမှုမရှိဘဲနဲ့တရားနာယုံတတ်နဲ့တချို့ဒေသနာနားမလည်နိုင်ဘူးတချို့ဒေသနာနာယုံတတ်နဲ့နားလည်နိုင်တဲ့ဉာဏ်သက်ဝင်နိုင်တယ်တချို့ဒေသနာတွေကြတော့နားထောင်ယုံတတ်နဲ့တရားအထုတ်မှုမပါဘဲနဲ့ဘုရားဆိုလိုတဲ့အတိပ္ပယ်ကိုမှန်အောင်ရောက်အောင်မသိနိုင်ဘူးမမြင်နိုင်ဘူးအခုဒီလိုဒေသနာမျိုးသိနိုင်မလားမသိနိုင်ဘူးနော်မြင်ရတာကိုနာကျင်တယ်ရိုက်ခံရတာလို့ပြောတာကျွတ်တော့ပဲမြင်တော့မြင်ချင်းနေတာလေရိုက်ခံရတယ်လို့ဘယ်သိမတော့ဟုတ်လားအဲ့ဒါ9ယောက်မြောက်လူကလာပြီးတော့ထက်ရိုက်ပြန်တယ်ဆိုတာဘာပြောတာတော့ဘဝဆင်းရဲမှမသိတော့ဇီဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့အခါကျတော့ဤမျိုးစုံနဲ့တွေ့တာတယ်မမောတယ်ဆွဲလန်းတယ်နန္ဒီရာကနှစ်သက်တယ်ဆွဲမဲ့တယ်ဆိုတဲ့လောဘကိုပြောတာအဲ့ဒါလောဘဖြစ်တယ်ဆိုတာ9ယောက်မြောက်နော်တဏှာဖြစ်တယ်ဆိုတာအဲ့ဒါ9ယောက်မြောက်လူဟာ9ချောင်းမြောက်တဘိုးနဲ့ထပ်ပြီးတော့ရိုက်တာဒါကြောင့်မြတ်စွာဘုရားဘဝကြီးကဆင်းရဲဖြစ်ပါလေနဲ့ဆင်းရဲတဲ့ဘဝကြီးကိုပဲဆင်းရဲမှမသိတဲ့အခါကျတော့နော်လူချင်းမမောပြီးတော့ဒီဘဝရာချောင်းကိုပဲကံသင်္ခါရတွေကိုထပ်ပြီးတော့လှုပ်ကြတယ်အဲ့ဒါလူမိုက်ပဲလို့အဲ့လိုဘုရားဟောတယ်ဟုတ်လားအခုဒီမှာမြတ်စွာဘုရားသုံးသပ်ပြရနော်ပရိစ္ဆေသမုပ္ပါဒေသနာလူတိုင်းရတဲ့ပါဠိတော်လေးရဲ့တန်ဖိုးမြင်ဖို့ဘုံဘုံကရွတ်ပြတာပါဒါလူတိုင်းရတယ်ဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမှုရိယောဟောတိနော်သက်ဆင်းရဲဒုက္ခတွေရဲ့အစုအပုံကြီးဖြစ်နေခြင်းများတာဖြစ်တယ်တဲ့အဲ့ဒါကိုလေဒီဆိုတော်ဘုရားကြီးကသူ့ရဲ့ပရိစ္ဆေသမုပ္ပါဒီပဏီမှာလင်္ကာရေးတယ်အဲ့ဒီလင်္ကာတွေရအောင်ကျက်နေရန်ကောင်းမှာနော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝတ်တော်စီဤရှိလေသည်မြအနန္တကဒုက္ခဟူသည်မြူမြမကွက်ဆက်ဆက်လျင်တတ္တဒုက္ခဓမ္မံရသည်ဘဝဤကိုဖြစ်ထုံးသည်တဲ့အဲ့ဒါပရိစ္ဆေသမုပ္ပါအနုလောမဒေသနာနောက်ဆုံးအပိုက်ကလေးဧဝမေတ္တကေဝလတ္တဒုက္ခခန္ဓတသမှုရိယဟောတိဆိုတဲ့ပါဠိချောင်းလေးကိုဆိုလိုကြီးကအဲ့ဒါပရိစ္ဆေသမုပ္ပါကိုအနှစ်ချုပ်ပြီးတော့နောက်ဆုံးဏိကုံးချုပ်အဲ့ဒီဟာလေးကိုရေးတာအရန်ကောင်းတယ်ဘုံဘအဲ့ဒါလေးကြိုက်လို့ကလေးတုန်းကစာကြက်တာဆိုစွဲနေတာပေါ့လေကျန်တဲ့လင်္ကာလေးတွေတော့မေ့တယ်သူ့ကိုတော့မမေ့ဘူးဘယ်ချင်းရွတ်လိုက်ရတယ်နော်ပြန်ရွတ်ပြမယ်နော်ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြကတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အလွန်ရှည်လျားတဲ့ဒီဖြစ်စဉ်ကြီးတန်တရားကြီးမှာတဲ့ဝတ္တန်တရားရှိမင်းစွာ၌သူငါကစဖြစ်သည်မြတို့ဘယ်သူပဲဖြစ်ပါနော်အဲ့ဒါတွေဟာတဲ့တတ္တမဟုတ်ဓမ္မထုတ်သောပုဂ္ဂိုလ်တ attva မဟုတ်ဘူးလို့ပြောတာနော်ဒီတဘာဝအစစ်မှန်ကိုပြောရမယ်ဆိုလို့ရှိရင်တတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းတော့တဲ့နာနဲ့ရုပ်ပဲတဲ့ဟုတ်လားနာဆိုတာခံစားမှုပါတယ်မှတ်သားမှုပါတယ်စိတ်စောတုံ့ပြန်မှုပါတယ်သိမှုပါတယ်ဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဟုတ်လားရုပ်ဆိုတာတော့ဖောက်ပြန်မှုအစုအဝေးပေါ့ဟုတ်လားတတ္တမဟုတ်ဓမ္မထုတ်သောနာယုံနှစ်သိအမြင်လင်းလော့အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြ12ပါးကိုဟောပရိသန္တပုပ္ပါကိုတခါလဲချုပ်တာနော်အဝိဇ္ဇာပစ္စယသင်္ခါရဆိုကြည့်အဲ့ဒါတရား12မျိုးကိုတွေ့ရလိမ့်မယ်အဝိဇ္ဇာပစ္စယသင်္ခါရသင်္ခါရပစ္စယဝိညာဏဝိညာဏပစ္စယနာမရူပနာမရူပပစ္စယတလာယရဏတလာယနာပစ္စယဖတ်တော်ဖတ်တပစ္စယဝေဒနာဝေဒနာပစ္စယတဏ္ဏတဏ္ဏပစ္စယဥပါဒနာဥပါဒနာပစ္စယဘဝဘဝပစ္စယဇာတိဇာတိပစ္စယဇရာမရဏတောကပရိဒေဝဒုက္ခဒေါမနတုပါဒတမ္မွန်တိအဲ့ဒါတော့တခုတည်းသွားတာပေါ့နော်အင်္ဂါ12ပါးခေါ်တာဟုတ်လား
နော်အရင်အဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုယုံနာ12မျိုးခွဲပြောလိုက်တာဖြစ်စဉ်အဲ့ဒါတွေပဲဖြစ်နေတာအဲ့ဒီဓမ္မအပြား12ပါးကိုတဲ့နော်အရင်ဝိဇ္ဇာထိုမှဖြာ၍ဇရာမရဏအဆုံးကြသည့်ဓမ္မအပြား12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏တဘာဝတရားတွေကိုတဘာဝလို့မသိဘဲနဲ့အဲ့ဒါကိုလူလို့ထင်တယ်နတ်လို့ထင်တယ်အိဋ္ဌံလို့ထင်တယ်ပုဂ္ဂိုလ်တ attva လို့ထင်တယ်ခုနတကားလေးမေးတယ်အဲ့ဒါပဲနော်နာမ်ရုပ်ကိုသူနာမ်ရုပ်လို့မသိဘူးပုဂ္ဂိုလ်တ attva လို့ထင်တယ်လူလို့နတ်လို့ထင်တယ်အဲ့ဒါတက္ကဒိဋ္ဌိခေါ်တာပါနော်ဓမ္မပြ12ပါးကိုဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏ရှိလေသမျှအနန္တကတဝဲလီလီဝင့်ွယ်စီ၏တဲ့နော်တဝဲလီလီဝင့်ွယ်စီ၏ဆိုတာပြောရတော့နော်စင်ပြေလိုက်မပြေလိုက်စိတ်တိုင်းကြားလိုက်မကြားလိုက်နဲ့အဲ့ဒါလဲနေတာနော်ဘဝတဘဝပြီးတဘဝလဲတာကြီးမြင်တတ်လို့မရဘူးတရပြီးတရလဲနေတာလဲမြင်ကြည့်လဲနေတာပဲဟုတ်တယ်မဟုတ်လားအဲ့လဲနာနဲ့စားနေကြစားလေးချက်ပြုတ်စားတော့နော်တက်နေကြအိမ်စာလေးတက်သွားနေကြခီးလေးသွားဝင်နေကြအဝတ်လေးဝတ်ပြောနေကြစကားလေးပြောအိတ်နေကြအချိန်တော့အိတ်ဟုတ်လားထနေကြအချိန်တော့ထနော်အဲ့ဒီတည်းမှာဘာတွေပါသေးတော့စိတ်တိုင်းကြတာတွေစိတ်တိုင်းမကြတာတွေဟုတ်လားတကယ်တွေးကြည့်လို့ရှိရင်ဘာတွေတုံးဆိုလို့ရှိရင်ဒုက္ခတွေပါပဲဒါပေမဲ့ကျွတ်တော့မြင်ကိုမြင်မှုအဲ့ဒီဥစ္စာဟုတ်လားအဲ့ဒါကိုပြောတာနော်ဆိုတော့ကြီးကနော်ဤကားလူပင်ဤလင်နှစ်ပဲအထင်လွဲလျက်တဝဲလီလီဝင့်ွယ်စီ၏ဟိုလိုထင်ဒီလိုထင်အထင်မျိုးစုံထင်ရင်းနဲ့အချိန်ကုန်နေတာကိုပြောတာဟုတ်လားတဝဲလီလီဝင့်ွယ်စီ၏တဲ့ရှိလေသမျှအနန္တကကိုင်မဲ့ဘယ်ဘဝတွေဖြစ်တယ်ဘာဖြစ်တယ်ညာဖြစ်ပြောရင်ပြောဘာဖြစ်တယ်ပဲပြောရှိလေသမျှအနန္တကဒုက္ခဟူသည်မြူမြမကွက်အဆက်လျင်တတ်ဒုက္ခဓမ္မရသည်ဘဝဤကိုဖြစ်ထုံးတည်တယ်ဘယ်လောက်ကောင်းတော့နော်စာလုံးလေးတွေတလုံးမကြမ်းရွှေချထားတယ်ကောင်းနော်ဟုတ်လားအဲ့တော့ဒီနေရာမှာနော်ဘဝရဲ့ပုံမှာမြင်တဲ့အမြင်လေးတစ်ခုဏီကုန်းကျုပ်လေးပုံပြောမယ်အခုဒီဒေသနာတွေအခုပုံပြောခဲ့တာပထမတက္ကာရသုတ်တံနော်တော့မှာပဲနေရွာမှာပဲနေဆင်းရဲခြင်းချမ်းသာခြင်းတွေဖြစ်လာပြီးတွေးလာပြီးရှင်ဒါသူ့ကြောင့်ဒါငါကြောင့်လို့သိပြီးတော့ဆွဲယူထားပါနဲ့ဘဝရဲ့လို့ဖြစ်နေလို့ချမ်းသာခြင်းဆင်းရဲခြင်းဆိုတာတွေးရတာပါတကယ်လို့ဘဝတာဖြစ်မနေဘူးဆိုရင်ချမ်းသာခြင်းဆင်းရဲခြင်းကတွေးတဲ့အကြောင်းမရှိပါဘူးလို့ဘုရားဥဒန်းကျူးတာအဲ့ဒါပြောရတယ်နော်အဲ့ဒီဒေသနာလေးကိုအားကောင်းအောင်ဗာပြောရတော့ပရိစ္ဆေသမုပ္ပါဒေသနာအနုလောမလေးကိုပြောကြည့်တာဟုတ်လားရုပ်တွေနဲ့နေဖြစ်နေတယ်ဘဝတွေဖြစ်နေတယ်ဆိုတော့ကောင်းတာတွေဖြစ်နေတာမဟုတ်ဘူးဆင်းရဲတာတွေဖြစ်နေတာလို့ပြောရတယ်အဲ့ဒါအခုဆက်ပြီးတော့ဘုံကဗာပြောရင်တာဆိုတော့ငါကြိုက်လို့ရအောင်ရှာထားလို့ရထားတဲ့ဟောဒီဘဝထဲမှာငါမကြိုက်တဲ့ငါကြောက်တဲ့ဒုက္ခတွေအပြည့်ကိုရှိနေတယ်ဖယ်လို့ကိုမရဘူးဆိုတာကိုသိတာနော်အဲ့ဒါလေးကိုပြောရင်တာနော်ငါကြိုက်တဲ့ဘဝထဲမှာငါမကြိုက်တဲ့ဒုက္ခတွေအပြည့်ရှိတယ်အဲ့ဒါတွေကခွဲပြစ်လို့လဲထုတ်ပြစ်လို့လဲမရဘူးတစ်ခုတည်းတစ်လုံးတည်းပဲဟုတ်လားအဲ့တော့ငါကြိုက်လို့ရအောင်ရှာထားတဲ့ဘဝလို့ဘုံသုံးလိုက်တယ်နော်ခုဒီဘဝကြီးကကျွတ်တို့ကြိုက်လို့ကိုရအောင်ရှာထားတာရအောင်ကိုမနှဲလှုပ်ထားတာဟုတ်လားနော်ဘာလို့ကြိုက်တာတော့ဘဝကိုဒုက္ခမှမသိလို့ပေါ့နော်ဒုက္ခမှမသိတာအဝိဇ္ဇာနော်ကြိုက်တယ်ဆိုတာကတဏှာလောဘကြိုက်လို့ကိုရအောင်လုပ်တယ်ဆိုတာကကံသင်္ခါရဟုတ်ပြီနော်အဲ့တော့ငါကြိုက်လို့ရှားထားတဲ့ဘဝရထားတဲ့ဘဝနော်ဒါကံတရားတော့အသေးစိတ်စီမံထားတာပေါ့လေကိုယ့်ရဲ့ဘဝစိတ်ထားလေးတွေစေတနာလေးတွေအဲ့ဒါကံတရားခေါ်တယ်အဲ့ဒီကံတရားကကိုယ့်ဘဝဒီဘဝမှာရုပ်လှအောင်မလှအောင်ပစ္စည်းဥစ္စာပေါ်များမှုရှိအောင်မရှိအောင်ဟုတ်လားပစ္စည်းပေါ်တာတော့ဒီပိဿုပန်ကံပေါ်မှာလည်းမူတည်ပါသေးတယ်အဲ့တော့အကြောင်းမျိုးမျိုးနဲ့သိကြတာတော့အတိတ်ဘဝပိဿုပန်ဘဝကိုလှုပ်ထားတာပါပဲကိုယ့်ရဲ့လှုပ်ရက်နဲ့ဘုံဘုံတို့ဖန်တီးထားတယ်လို့ပြောကြပါတော့ဒီဘဝလေးဟုတ်လားတော့ကြိုက်မကြိုက်တော့ဒါကိုလှုပ်ထားတာဟုတ်လားအဲ့ဒီကိုလှုပ်လို့ရထားတဲ့ဒီဘဝထဲမှာကိုမကြိုက်တဲ့အရာတွေရှိနေတယ်အဲ့ဒီဟာကခွဲထုတ်လို့လည်းမရဘူးတသားတည်းကိုဖြစ်နေတယ်ဆိုတော့မြင်ရမယ်ဟုတ်တာ
အဲ့တော့ကိုမကြိုက်တဲ့အရာတွေကဘယ်အရာတွေတော့ကိုမကြိုက်တဲ့အရာလိုရင်းပဲဘုံဘုံပြောမယ်ဗျာကိုမကြိုက်ဆုံးအရာပြောရရင်မကြိုက်တာမှကြောက်လောက်အောင်ကိုမကြိုက်တာကိုမကြိုက်တဲ့အရာကိုကြောက်တဲ့အရာဘာတော့ဆိုရင်နာခြင်းသေခြင်းဟုတ်တယ်နော်နာခြင်းသေခြင်းကျန်တာတွေလည်းဘုံဘုံတို့နော်ကြောက်ပါတယ်ဗျာမကြိုက်ပါဘူးဆိုတာကျန်တာတွေကိုကြောက်ရတယ်ဆိုတာကတကယ်တမ်းကနာခြင်းသေခြင်းကိုဖြစ်စေတတ်လို့သာကြောက်ရတာနာခြင်းသေခြင်းကိုမဖြစ်စေတတ်ဘူးဆိုရင်ကျုပ်တို့ကြောက်ကိုမကြောက်ဘူးဟုတ်တယ်မဟုတ်လားကျုပ်တို့ခန္ဓာကိုယ်ကြီးကဘယ်သူနှိပ်စက်လို့မှလည်းမနာကျင်တတ်ဘူးဘယ်သူဖြစ်စည်းလို့မှလည်းမသေးတတ်ဘူးမပြတ်တတ်ဘူးဆိုကျုပ်တို့ဘာလို့ကြောက်မလို့ကျုပ်တို့ကြောက်နေရတယ်ဆိုတာကျုပ်တို့ရဲ့ဘဝကိုထိခိုက်အောင်ထိခိုက်တယ်ဆိုတာကနာကျင်မှုဖြစ်တာပျက်စီးမှုဖြစ်တာအဓိကဟုတ်လားတရားကိုကောက်ရင်ဒုက္ခဒေါမနတပဲကိုဆင်းရဲတာဒုက္ခခေါ်တယ်စိတ်ဆင်းရဲတာကိုဒေါမနတခေါ်တယ်အဲ့ဒီဒုက္ခဒေါမနတကိုဘုန်းတို့အကြောက်ဆုံးပဲဟုတ်လားဒီပြင်ဟာတွေကိုကြောက်တယ်ဆိုတာကဘယ်သူကြောက်တယ်ဘဝကြောက်တယ်ရာသီဥတုတန်းကြောက်တယ်ယောဂကြောက်တယ်ဘာကြောက်တယ်မဆုံးနိုင်အောင်ကြောက်တယ်ဆိုတာတွေကတကယ်တမ်းစဉ်းစားကြည့်ရင်အဲ့ဒီဒုက္ခဒေါမနတကိုဖြစ်စေတတ်လို့သာဘုန်းတို့ကြောက်ရတာဟုတ်တယ်မဟုတ်လားကျတို့ကြောက်တယ်နော်ကြောက်ပြီးဒီအဲ့ဒီကြောက်တဲ့အရာကြီးဒီထဲမှာရှိနေတယ်ဖယ်လို့ရမလားမရဘူးအမြဲတမ်းတတ်တောင့်တတ်တာနေလို့ရမယ်အမျိုးမဟုတ်ဘူးမတတ်တာတဲ့သဘောနာကျင်ခံခတ်မှုပါရောရှက်နေတဲ့သဘောဘဝဆိုတာအခါမသိရင်အော်ရမယ်ဟေ့ရမယ်ညီးရမယ်ညူရမယ်ဘုန်းတို့ပြောနေရတာမွေလေးကောင်သဘောကောင်းလို့ညီမျှနေသေးလို့ဘုန်းတော်အခုတီတီငိမ့်ငိမ့်ပြုံပြုံရွှင်ရွှင်လေးနေနိုင်တာမွေလေးကောင်သဘောမကောင်းလို့ကြိုက်ပြီးဟေးမညီမျှတော့ဘူးဟေးဆိုတာနဲ့ဘုန်းတို့အဲ့ဒါလူလိမ့်နေရတဲ့အဆင့်ကိုလည်းရောက်သွားနိုင်တာပဲမွေလေးကောင်ဆိုတာမပြောရတော့ဓာတ်ကြီးလေးပါနော်အဲ့တော့ဘုန်းတို့ရဲ့ဘဝမှာဘုန်းတို့မကြိုက်တဲ့အရာတွေဘုန်းတို့ကြောက်တဲ့အရာတွေရှိနေတယ်ပါတော့ဒုက္ခဒေါမနတတဏှာဖြင့်နာခြင်းသေခြင်းအိုခြင်းတော့စကားတဲ့ထဲမပြောတော့ဘူးအိုခြင်းလည်းကြောက်တာပဲဒါလှခြင်းတဲ့လူကကြောက်တာပေါ့မလှခြင်းတဲ့လူရဲ့လို့လည်းမရှိဘူးလေအဲ့တော့သူ့ကိုလည်းကြောက်တာပါပဲဒါပဲဒီသူနှိပ်စက်တာကနာခြင်းသေခြင်းနှိပ်စက်တာလောက်မပြင်းထန်ဘူးလို့ဘုံဘကထင်လို့ပြောတာနောက်တော့ဘုံတို့ကြောက်တဲ့အရာတစ်ခုရှိသေးတယ်အဲ့ဒါလည်းတော်တော်ကြောက်တယ်အဲ့ဒါပေါင်းဆိုကိုချစ်တဲ့လူတွေနဲ့ခွဲရမယ့်ကိစ္စကိုအသေးလည်းကြောက်တယ်ဟုတ်တယ်မဟုတ်လားစိတ်ကူးနဲ့တောင်ခွဲရဘူးနော်ဘုန်းကြီးကမြန်ပြောလိုက်မှဆိုဩတိတ်မရှိနမိတ်မရှိကြားရတာစိတ်တောင်ဆင်းရဲသွားမယ်နော်မိသားစုဝင်နေတဲ့တဝက်လောက်ပဲ့ကြည့်ပါလားဆိုဘလူတွေမြန်ပြောလိုက်တာတော့စိတ်ထဲမှာတောင်နာသွားနိုင်တယ်နော်ဘာဖြစ်တာတော့ကြောက်လို့သာကြောက်တာတေချာပေါက်ဘာလို့ကြာမလို့ခွဲကြပါဟုတ်လား तू ကကိုယ်ခွဲသွားတာကြိုက်သလားမကြိုက်ဘူးเนาะမကြိုက်ဘူးဆိုရင် तू ကကိုကသူ့ခွဲဖို့ပဲရှိအဲ့ဒါပိုးတောင်မကြိုက်เสียကောင်းသေးတယ်ဟုတ်လားတချို့ကပြောကြသေးတယ်နင်ငါအရင်မသေးပါနဲ့ငါပဲနဲ့အရင်သေးခြင်းနဲ့တကယ်သေးမှမသေးသေးလို့ပြောရတယ်တူတယ်လို့ဘုံဘတော့အဲ့လိုပဲထင်တယ်နော်ဟုတ်လားဘယ်ဟာမှမသက်တာလားနော်ဘဝတကယ်တမ်းကအမှန်တရားကြီးကအဲ့တိုင်ပဲသူကဟုတ်လားအဲ့ဒါကိုဘုံဘတော့မစဉ်းစားတဲ့အခါကျတော့ဘဝအပေါ်မှာမက်တာပေါ့နော်တော့ဒါကိုစဉ်းစားခြင်းဟာသူကဘုံဘကတော့အကျိုးရလဒ်နှစ်ခုကိုမျှော်ကိုးပြီးတော့ပြောတာပါဒီငါကြိုက်တဲ့ဘဝထဲမှာငါကြောက်တဲ့ဒုက္ခတွေရှိနေတယ်လို့စဉ်းစားခြင်းဟာအကျိုးရလဒ်နှစ်ခုကိုထွက်စေလိမ့်မယ်လို့ဘုံဘကမြင်တယ်နံပါတ်1အကျိုးရလဒ်ကဘာတော့ဆိုတော့ဒီဒုက္ခတွေနဲ့တကယ်တွေ့လာရင်ခန္ဓာကြီးပိုးရှိမယ်ကိုငကိုရဲဆာနားလေထားလို့ဟုတ်လားဘုံတို့ရဲ့စိတ်ကိုဒါနဲ့အမြဲတမ်းတွေ့ထိပေးကျွမ်းကျင်အောင်လုပ်ထားရင်းနှီးအောင်လုပ်ထားဒီစိတ်မျက်နှာကိုစိတ်သိကြည့်ဟုတ်လားနော်နာခြင်းသေခြင်းရဲ့မျက်နှာကိုပြောတာနော်စိတ်သိကြည့်ရင်းနှီးအောင်လုပ်ထားအဲ့ဒါဆိုသူနဲ့တွေ့လို့ရှင်ဘုန်းတော်တိတ်အထိတ်တလန့်ကြီးမဖြစ်တော့ဘူးအထူးဆန်းကြီးမဖြစ်တော့ဟုတ်တယ်မဟုတ်လားနောက်မှရင်ကျုပ်တို့ကဟဲ့ငါမှဖြစ်ရလေခြင်းသူမှဖြစ်ရလေခြင်းတော့ဖြစ်လာပြီဆိုရင်အံ့ဩသွားတယ်ထိတ်လန့်သွားတယ်အံ့ဩစရာထိတ်လန့်စရာမှမဟုတ်တာဘာလို့ဒီစိတ်ကဒီရိုးရှင်းတဲ့ကိစ္စဖြစ်ကိုဖြစ်မဲ့ကိစ္စကြီးကိုဖြစ်လာတဲ့အခါမှာအံ့ဩသွားတဲ့တော့ထိတ်လန့်သွားတော့ဆိုသေကြတယ်သူဒါနဲ့တခါမှကိုသူတွေ့ထိဆက်ဆံမှုမလုပ်ခဲ့ဘူးဘုရားအမြဲတမ်းသူ့ကိုစဉ်းစားလို့ပြောတာနော်ပင်စီမာနိဘိက္ခွေဌာနာနိအဘိနံပစ္စဝခိတဗံအဋ္ဌိယဝပုရိသေနဝဂါထေနဝပပိစိတေနဝလူပဲဖြစ်ဖြစ်ရှင်ဟန်ပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ်ဘဝရဲ့အမှန်တရားကြီး၅မျိုးကို
အမြဲတမ်းစဉ်းစားရမယ်ဆင်ခြင်ရမယ်အဘိနံဆိုတဲ့စကားလုံးနဲ့တောင်ဟောတာနော်ဘာတော့အဲ့ဒီအမှန်တရားရင်၅မျိုးအိုနာတေကွဲကံနဲ့တွဲအမြဲနေတိုင်းရှုနေတိုင်းကိုစိတ်နဲ့စဉ်းစားနေသူ့ကိုခစိမ့်သိမ့်ကြီးလုံးမထားနဲ့လို့ပြောတာဟုတ်လားဒါကြောင့်ဘဝရဲ့ကိုမကြိုက်တဲ့အချက်တွေကိုကြောက်တဲ့အချက်တွေအပြည့်ရှိနေတယ်ဆိုတဲ့အမှန်တရားကိုစဉ်းစားခြင်းဟာအဲ့ဒီကိုမကြိုက်တဲ့အရာကြီးဖြစ်လာပါပြီဟေ့ဆိုတဲ့အချိန်မှာဘုန်းဘုန်းတို့မှာတတ်တာဝင်ရဒီအချက်ကိုလည်းဘုန်းဘုန်းကမျှော်ကိုပြီးတော့ပြောတာနောက်တစ်ချက်ကတော့နည်းနည်းကြည်ရွယ်ချက်ကနည်းနည်းမြင့်တယ်အဲ့ဒါဘာလို့ဆိုတော့ဘဝရဲ့ပုံမှာမမောမှုနည်းသွားဖို့ဟုတ်လားဘဝရဲ့ပုံမှာမမောမှုကအခုကကျွတ်တော့ယာနှုံးပြိနော်ဒင်းချမ်းခတ်နေအောင်ကိုဖြစ်နေတာနော်ရစ်ပတ်နှောင်ဖွဲ့ပြီးတော့ဒီဟာနဲ့ပဲအမြဲတမ်းနေနေတာနော်ရေအမြဲတမ်းစီးဆင်းနေတယ်လို့အာတဝရေလောဘရေဟာအမြဲတမ်းစီးဆင်းနေစီးဆင်းမှာဘဝရဲ့ဒုက္ခသဘောကိုသိမှမသိတာမသိဆိုသိအောင်လည်းမလုပ်ဘူးသိအောင်လုပ်တယ်ဆိုတာတတိပဋ္ဌာန်တရားပွားတာကိုပြောတာတကယ်သိသွားတယ်ဆိုတာအဲ့ဒါအရိယာမဉ္ဇဉ်ဖူဉ္ဇဉ်ကိုရတာကိုပြောတာဘဝကိုဒုက္ခလို့အဲ့ဒါသိလို့ရှင်အရိယာဖြစ်မှာကိုကျွတ်တို့ကပုထုဇဉ်ဘဝနဲ့နေရတယ်ဆိုတာအဲ့ဒါဘဝကိုဒုက္ခလို့တကယ်မသိသေးလို့ကျွတ်တို့သိတဲ့အသိကအနုဘောဓဉာဏ်လောက်နဲ့ပဲသိတဲ့အသိပဲရှိတာပฏิဝေဒထွန်းဖောက်ပြီးတော့သိသွားပြီဘယ်သူမှသူ့ကိုပြောင်းလဲသွားအောင်လုပ်လို့မရတော့ဘူးသူတကယ်မြင်သွားပြီတကယ်သိသွားပြီဆိုမှတော့သူ့စိတ်ထဲမှာဆုံးဖြတ်ချက်ကမဖြစ်သွားပြီတော့ခိုင်မာသွားပြီနော်အဲ့ဒီအခြေအနေကိုဘယ်လိုမရောက်တာတော့သိအောင်မလုပ်လို့သိအောင်မလုပ်ဘူးဆိုတာမပြောရတော့တတိပဋ္ဌာန်တရားကိုမပွားဘူးတတိကင်းပြီးတော့ခပ်ပေါ်ပေါ်ပဲနေကြတော့နော်ခပ်ပေါ်ပေါ်နေတဲ့နီးနဲ့ဒီလေးနဲ့တဲ့အမှန်တရားကိုမသိနိုင်ဘူးအမှန်တရားကိုမသိဘူးဆိုရင်လည်းပဲဘဝပေါ်မှာရစ်ပတ်နှောင်ဖွဲ့မှုကအကြီးကျယ်လာမှာပဲလာပြီဆိုရင်ဘဝဖြစ်မှာပဲဟောဘဝဖြစ်ပြီဆိုရင်ဆိုတော့ကျွတ်တို့ကြောက်ပါတယ်ဆိုတဲ့ဒုက္ခတွေတခါတည်းတွဲပါပြီးသားပဲသူကဒီသဘောလေးကိုမြင်ထားမှာနော်တကယ်တမ်းဘုရားပွင့်လာတယ်ဆိုတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိအောင်ပြောပြဖို့ဘုရားပွင့်လာတာဘဝရဲ့ဒုက္ခသစ္စာသဘောကိုပိုင်းခြားပြီးတော့သိမှဘဝရဲ့ပေါ်မှာမမောမှုအစဉ်စဉ်ငြိမ်းမှမမောမှုအစဉ်စဉ်ငြိမ်းမှအငြိမ့်တဲ့နိဗ္ဗာန်ကိုဆက်ရောက်နိုင်မှာအဲ့ဒီနိဗ္ဗာန်ကိုဆက်ရောက်နိုင်ဖို့အတွက်နိလန်းကောင်းကိုပေးဖို့အတွက်ဘုရားပွင့်လာတာပဲတကယ်တမ်းကဟုတ်တယ်မဟုတ်လားအခုအဲ့ဒါကိုပြောနေတာနော်ဘုန်းကြီးကဟုတ်လားအဲ့တော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝတွေငါမကြိုက်တဲ့အရာတွေငါကြောက်တဲ့အရာတွေအပြစ်ကိုရှိနေတယ်ဖယ်ထုတ်လို့လည်းမရဘူးဆိုတဲ့ဒီအမှန်တရားကိုကြိမ်ဖန်များစွာစဉ်းစားခြင်းဆင်ခြင်ခြင်းဟာအဲ့ဒီဒုက္ခတွေနဲ့တွေ့လာတဲ့အခါမှာလဲစိတ်ကိုတတ်တာရစေမယ်တိအချက်ဘဝရဲ့အပေါ်မှာတွေ့တာမမောမှုတွေလည်းနည်းသွားနိုင်တယ်နှစ်အချက်ဒါအကျိုးတူ2မျိုးဆိုတာဒါကိုပြောတာနော်အဲ့ဒါကိုရည်ရွယ်ပြီးတော့အခုဘုံဘုံကပြောပြတာနော်ကိုကြိုက်လို့ရအောင်ရှာထားတဲ့ဘဝထဲမှာကိုမကြိုက်တဲ့ကိုကြောက်တဲ့ဒုက္ခတွေရှိနေတယ်ဖြစ်ဖြစ်လို့မရအောင်အဲ့ဒါဘယ်လိုမလို့စဉ်းစားထားဟုတ်လားအဲ့တော့ကိုမကြိုက်တဲ့ဒုက္ခတွေကိုတွေ့တာဘာလို့တွေ့ရတာတုံးလို့မင်းနော်ကိုဓာကြီးကိုကြိုက်မိလို့ပေါ့ဆိုတဲ့အဖြေကိုလည်းတခါတည်းယာပြီးသားဖြစ်သွားတာနော်ဟုတ်တယ်မဟုတ်လားဒါကိုလည်းမြင်စေချင်တာဘာလို့သေရတာတုံးဆိုတော့သေမဲ့ဟာကြီးကြိုက်မိလို့သေရတာပေါ့ဘာလို့ယောဂတွေဖြစ်အောင်ဆိုတော့ယောဂဖြစ်မဲ့ဟာကြီးကိုကြိုက်လို့ယောဂဖြစ်မဲ့ဟာကြီးကရအဲ့တော့ယောဂဖြစ်ပြီဒါပဲလေဘာကြောင့်ညာကြောင့်ယောဂဖြစ်တယ်ဆိုတဲ့အပေါ်ရအကြောင်းတွေကိုသိစိတ်ဝင်လာဘူးဘုံဘုံကဟုတ်လားဘာပြောချင်တော့ဆိုတော့ဟိုတော့ကရွှေချင်းဆိုတော့ကြီးပြောတာရှိတယ်ခွေးတကောင်ကိုခဲနဲ့ထုလိုက်ရင်အဲ့ဒီခွေးကအဲ့ဒီခဲပဲပြေးကြိုက်တာတဲ့ချင်းသေးတကောင်ခဲနဲ့ပြစ်လိုက်မှဆိုရင်ချင်းသေးကအဲ့ဒီခဲကိုစိတ်ဝင်စားဘူးဒီခဲဘယ်သူပြစ်တယ်လဲဘယ်ကလာတယ်လဲဒါပဲစိတ်ဝင်စားတယ်ဟာကောင်းနော်ဥမာခုကျွတ်တို့ကဒုက္ခဖြစ်ပြီဆိုရင်ဒီဒုက္ခကိုကုစားဖို့လောက်ပဲကျွတ်တို့ကစဉ်းစားတာဒီဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အရင်အမြစ်ကိုဘုန်းတို့ဖြည့်ရှင်းဖို့ညာအဲ့ဒီထိအသွားဥမာထမင်းစားပြီဆိုကျွတ်တို့ကထမင်းစားတဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်ရေစားပြီဆိုရင်ရေတိုက်တဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်နေမကောင်းဘူးဆိုရင်ဆေးကန်းသွားတဲ့နီးနဲ့ပဲဖြည့်ရှင်းမယ်ထမင်းစားတဲ့ဒီခန္ဓာကြီးကိုပြဿနာကြီးတစ်ခါစားလို့လည်းမပြီးနောက်တစ်ခါထပ်စားနောက်တစ်ခါထပ်စားလည်းမပြီးဟောကျွတ်တို့ကဘဝမရအောင်လုပ်မယ်ဆိုတဲ့အရင်အမြစ်ကိုရှင်းဒုက္ခရဲ့အရင်အမြစ်ကိုရှင်းတဲ့ထိစိတ်ကမသွားဘူးအပေါ်ယံလောက်ပဲသူကရှင်းနေတာဟုတ်လားကျမ်းမာရေးမကောင်းရင်ကျမ်းမာရေးကောင်းလုပ်မယ်ပေါ့ဟောမလုပ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးအတွေးကအဲ့ဒီထိမြင်ရမှာ
ဒါကြီးကဘယ်တော့မှကုလို့ပြီးနိုင်တဲ့အရာကြီးမဟုတ်ဘူးပြီးတော့ဒီတိုင်းပဲကုမရဘဲနဲ့သိမှာပဲလေနောက်ထပ်ယောဂဖြစ်တဲ့ဘဝတစ်ခုထပ်ရမှာအဲ့ကြောင့်လည်းထပ်ကုပေါ့ဒါအစဉ်ပြေတုံးလေးကျွတ်တို့ကပြုံးပြုံးရွှင်ရွှင်ပြောနိုင်တာပြီးရင်အစဉ်မပြေတာလာမှာနော်ဒါကောင်းကောင်းကိုမျောလင့်တာဟုတ်လားဒါဘာပြောနေတော့ဘုန်းကြီးကဒုက္ခရဲ့တကယ်အရင်အမြစ်ကိုဖြေရှင်းနိုင်ဖို့လိုတယ်အဲ့တော့ဒုက္ခရဲ့အရင်အမြစ်ကိုဖြေရှင်းခြင်းနဲ့ဆိုလို့ရှိရင်ဒုက္ခဘာကြောင့်ဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုရှားတဲ့နေရာမှာမှန်ကန်ဖို့လိုတယ်အခုဒီနေ့ပြောသွားတဲ့စကားလုံးတွေအားလုံးမှာရည်ရွယ်ချက်ကတိတ်မများဘူးနည်းနည်းပဲဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်ဒါပြောတာဘဝမချုပ်သမျှဘယ်တော့မှဒုက္ခမချုပ်ဘူးဘာလုံနေလဲဟုတ်လားဒီသဘောကိုပြောတာနော်အဲ့လိုဆိုရင်ဘဝချုပ်ခြင်းနဲ့ဆိုရင်ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဘာဖြစ်လို့ဘဝရဲ့အပြစ်ကိုမြင်အောင်လုပ်ဆိုတော့ဘဝရဲ့အပြစ်ကိုမြင်မှဘဝရဲ့ပုံမှာမမောမှုကကင်းမှာဒီသဘောကိုပြောတာနော်ဘဝမမောမှုရှိနေအဲ့ဒါဘဝဆက်ဖြစ်မှာပဲမမောမှုချုပ်မှာဘဝလည်းချုပ်မှာဘဝချုပ်မှာလည်းဒုက္ခချုပ်မှာဒါကြောင့်မြတ်စွာဘုရားရဲ့ဒေသနာအများစုဘုရားဟောတာတွေဘုံအများကြီးလေ့လာရနော်ယောဘိခွေရူပတဥပါရောထိတိဘိနိဗ္ဗတိပါတုဘောဒုက္ခသေတဥပါရောရောဂနဲ့ထိတိဇရာမရဏတပါတုပါဩတဲ့ဒီရုပ်အစုကြီးဖြစ်လာတယ်ဆိုတာဒုက္ခဖြစ်လာတာဒါကြီးတီးနေဆိုတာယောဂတွေတီးနေတာဒါကြီးထင်ရှားဖြစ်နေတယ်ဆိုတာဇရာမရဏထင်ရှားဖြစ်နေခြင်းပဲအဲ့လိုဟောတာနော်မြတ်စွာဘုရားနော်ဘဝဖြစ်တယ်ဆိုတာဒုက္ခဖြစ်တာဘဝတီးနေတယ်ဆိုတာယောဂကြီးတီးနေတာကောင်းတာကြီးတီးနေတာမဟုတ်ဘူးနော်ဘဝထင်ရှားဖြစ်နေတယ်ဆိုတာအဲ့ဒါဇရာမရဏထင်ရှားဖြစ်နေတဲ့သဘောလို့အဲ့လိုမြတ်စွာဘုရားဟောတာအဲ့ဒါကြောင့်မလို့ယောဘိခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခံအဘိနန္တိအပရိမုတ်သောဒုက္ခသမတိဝရမိဒုက္ခဖြစ်နေတဲ့ဒီဘဝကိုနှစ်သက်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒါဒုက္ခကိုနှစ်သက်တာနဲ့အတူတူပဲဒုက္ခကိုနှစ်သက်တဲ့သူဟာဒုက္ခကမလွတ်မြောက်နိုင်ဘူးလို့ငါဆိုတယ်တဲ့နော်ဒီလိုဒေသနာလေးတွေအလွတ်ရအောင်ကြက်တာနော်အဲ့လောက်ထိတရားတရားကောင်းဖို့မလွယ်ဘူးနဲ့တူတယ်နော်ပါဠိတွေကြက်ဖို့ကတော့ဘုန်းကြီးရဲ့ဘယ်လိုလုပ်လွယ်ပါမလို့မများပါဘူးယောဘိခဝေရူပံအဘိနန္တိဒုက္ခံသောအဘိနန္တိယောဒုက္ခံအဘိနန္တိအပရိမုတ်သောဒုက္ခသမတိဝရမိဒါပဲရုပ်ကိုနှစ်သက်သူသည်ဒုက္ခကိုနှစ်သက်သူမြည်၏ဒုက္ခကိုနှစ်သက်သူသည်ဒုက္ခကမလွတ်နိုင်ဟုငါဆို၏အခက်တည်းအောင်ခဲဦးနော်ဒါမျိုးလေးတွေကိုစဉ်းစားရတာရွတ်ဆိုရတာလေးနဲ့တဲ့အတွေးအမြင်တွေကိုဖြစ်စေတယ်ဟုတ်လားအဲ့တော့ဒီဒေသနာလေးတွေကိုဘာလို့ဘုံဘုံကရွတ်ပြရအောင်ဆိုတော့ခုနကဘုံဘုံပြောတဲ့စကားတွေကိုဒါတွေဟာဒေသနာနဲ့အညီဘုန်းကြီးကပြောနေတာဆိုတာလေးကိုယုံကြည်မှုเนาะခိုင်မြဲစေခြင်းလို့ပြောပြတာเนาะဘဝမချုပ်သမျှဒုက္ခမချုပ်ဘူးဟုတ်လားအဘောရန်ချုပ်တယ်လို့ထင်နေလဲအဲ့ဒါကိုယ့်ရဲ့မိုက်မဲမှုတတ်ပဲအချုပ်ဘူးရဲ့ဟုတ်လားလောဘမချုပ်သမျှလဲဘဝကမချုပ်ဘူးဟုတ်ပြီနော်လောဘဖြစ်ရင်ဘဝဖြစ်မယ်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဒါကြောင့်အရင်အမြစ်ကိုဖြည့်ရှင်းခြင်းနဲ့စိတ်ကလေးဖြည့်ရှင်းတတ်တဲ့ဉာဏ်ကလေးဒါလေးတွေပေါ်ပေါက်စေဖို့အတွက်ဒါအလေးနဲ့ထားပြီးတော့ဘုံဘုံကပြောပြရနော်တော်တော်များသွားပြီတရားနော်မိနစ်40ကျော်သွားပြီဟုတ်လားအဲ့တော့တစ်လုံးနဲ့မရဘူးနော်ဘဝဖြစ်ရင်ဒုက္ခဖြစ်မယ်ဘဝချုပ်မှဒုက္ခချုပ်မယ်လောဘဖြစ်ရင်လည်းဘဝဆက်ဖြစ်မယ်လောဘချုပ်မှလည်းဘဝချုပ်မယ်အဲ့တော့လောဘမဖြစ်အောင်ဒုက္ခသဘောအမှန်ကိုသိအောင်ကြိုးစားရမယ်နောက်ဒုက္ခသဘောအမှန်ကိုသိဖို့နိလန်းကဘာလဲလို့မေးရင်မဟာသတိပဋ္ဌာန်သုတ်တံမှာဟောထားတဲ့နိလန်းဟာဒုက္ခကိုဒုက္ခမှန်သိဖို့အတွက်ကြိုးစားအထောက်ရမယ်နိလန်းပဲဒါကြောင့်ကိုဘာတွေဖြစ်နေသလဲဆိုတာကိုအမှန်သိအောင်ကြိုးစားအထောက်တဲ့သတိပဋ္ဌာန်လုပ်ငန်းကိုလုပ်ကြရမယ်ပေါ့နော်အမာရိဏတမ္မာဒိဋ္ဌာဆိုတာလည်းအဲ့ဒီအဓိပ္ပာယ်ပဲဟုတ်လားဒါကြောင့်သတိတရားလက်ကင်ထားပြီးတော့ဘဝရဲ့ဆင်းရဲတဲ့သဘာဝကိုသိအောင်မြင်အောင်ကြိုးစားနိုင်ကြတဲ့သူတော်ကောင်းတွေဖြစ်ကြပါစေလို့ဘုန်းတော်ဆန္ဒပြုပြီးတော့ဒီနေ့ပြုကြရတဲ့ကုသိုလ်ကောင်းမှုအစွတ်စွတ်ရဲ့စွမ်းတတ္တိကြောင့်ဘုရားတပည့်တော်တို့ဒီမဲ့ညာပုညံမျက်နှိပ်ပံကိုလင်းမြန်ထုတ်ချောက်မျက်မှောက်ပြုရစေကုန်သောဟုပတ္တနာအောင်စုပြုကြကုန်ရာတည်း